လာပါရှင်ဒီကနေ့မှာတော့မိတ်ဆွေတို့မွေးဖွားသောမြန်မာတက္ကရာယအတိတ်ကံသတ်မှတ်ချက်အရမူလမဟာဘုံမှာတည်ရှိတဲ့တစ်နွေချိုပိုင်အိမ်ချောင်းကိုတင်ဆက်ပေးပါမယ်တင်မဟာဘုံရအိမ်ပိုင်ဆိုင်မှုဆိုတာဘဝတစ်လျှောက်လုံးပေါ်သတ်မှတ်ချက်ဖြစ်လို့အချိန်ကာလတိတိကျကျဖော်ပြလို့မရနိုင်ပါဘူးတင်ပဲနေမွေးဖွားလဲတင်းသက်ပိုင်းချရဘလူကျူအိမ်ကျူစားမှာကြားရောက်နေလဲဆိုတဲ့ပုံမူတည်ပြီးတင့်ကံအတက်ကြပေါ်မူတည်နေပါတယ်မဟာဘုံမှာနေအိမ်ကိုစားပြုတဲ့တနင်္ဂနွေကျူဟာအထွန်းမာလားတိုင်မာလားရာဇမာလားအတိပတိမာလားပုတိမာလားဘင်္ဂမာလားမရဏမာလားစစ်စစ်ကြည့်ပါမဟာဘုတ်အကျွမ်းလိုက်ဗီဒီယိုထဲမှာပုံကလေးတွေဖော်ပြပေးထားပါတယ်ရှင်နေအိမ်နဲ့မဟာဘုတ်တစ်နွေကာကြီးအထွန်းလှပသောအိမ်ဖြစ်ရမည်အလျောက်အမြဲတမ်းလှပအောင်အိမ်တွင်းအိမ်ပြင်မွမ်းမံနေရမည်အိမ်အသစ်ဆောက်လုပ်နေထိုင်ခြင်းကအကျိုးပေးသည်အဟောင်းဝယ်ပြီးနေထိုင်မည်ဆိုရင်မနေမီတွင်လှပသစ်လင်အောင်ပြင်ဆင်ရန်လိုအပ်ပါသည်မပြင်းမှုပဲအဟောင်းတိုင်းဆက်နေလျင်စီးပွားပြမည်အိမ်ကြီးအိမ်ကောင်းနေရမည်ခါခွေတိုက်ခြံဝင်းကိုလုံခြုံစွာကာယံထားသောအိမ်မျိုးဖြစ်မည်ခြံပေါက်ပြဲနေလျင်စီးပွားကြမည်ရန်သူပေါ်မည်မူလာကပင်ခြံစည်းရိုးမရှိလျင်ရှိအောင်လုပ်ရမည်ဝင်ပေါက်ထွက်ပေါက်မှအပလုံအောင်ကာရမည်သို့မဟုတ်တိုက်ခန်းဝယ်၍နေပါတို့ရတွင်တိုက်ဤသဘောမှာတီချနေလေးရှိရာအခြားအဆောက်အဦအခန်းများနှင့်မတွဲဘဲလုံခြုံအောင်ကာထားသောတီချအဆောက်အဦသာလျှင်ပို၍အကျိုးပေးပါသည်အိမ်ဤအမိုးကခင်းတို့မလုံခြုံပဲပေါက်ပြဲပြီးမလုံခြုံပါကစီးပွားပြက်ခြင်းသို့မဟုတ်ကျန်းမာရေးပြက်ခြင်းသို့မဟုတ်လူမှုရေးဖောက်ပြန်ခြင်းတို့ဖြစ်တတ်ပါသည်အေးစေးတည်ငြိမ်သောစိတ်ငြိမ်သောပတ်ဝန်းကျင်ဖြင့်တည်တံ့နေထိုင်ရမည်ကငယ်ရာဇနန်းတော်ကဲ့သို့ခန့်ညားထေဝါသောအိမ်ဖြစ်နေရမည်ပူအိုက်သောအိမ်မျိုးမလားမပထေဝါမှုမရှိသောအိမ်မျိုးနှင့်နေပါကစီးပွားရေးမြည်မြလုပ်စီကမူချမ်းသာမလားပဲရရဆဆနှင့်ကုန်မည်အိမ်သည်ခိုင်ခန့်၍ပတ်ဝန်းကျင်တွင်ပေါ်လွင်နေရမည်အပြင်မျက်နှာစာဝင်ပေါက်တို့တွင်တစ်ပင်ကြီးများပန်းချံကြီးများနှင့်꿰၍မနေစီရပါအိမ်သည်ခြံနှင့်ဆိုပါကခြံကိုအသားမပေးပဲအိမ်ကိုအသားပေးရမည်ပန်းပင်နှိမ့်နှိမ့်အိမ်မြင့်မြင့်နှင့်ထေဝါခန့်ညားနေရမည်လက်ဝင်ရအဝင်လန်းတွင်ခလုတ်ကသိမ်းမရှိစေရအိမ်ပူပူပန်းချံမြင့်မြင့်တစ်ပင်ကြီးများနှင့်အဝင်လန်းမတလျင်စီးပွားမတက်နန်းတော်ပြက်ကဲ့သို့ဖြစ်ပါသည်မိမိအိမ်သည်ခြေရင်းကောင်းရင်အိမ်ထက်ပိုမြင့်ရန်လဲလိုအပ်ပါသည်ဂါကြီးနှစ်ဆောင်ပြန်နှစ်ထပ်တကိုးပါသောအိမ်များဖြစ်မူကနော်စမ်းဝင်ပါမည်သို့မှသာလူမှုရေးစီးပွားရေးကျန်းမာရေးကောင်းမွန်အောင်မြင်မည်ပုတိသည်နှမျိုးနှစ်ခွကိုပြဆိုသောခွင်ဖြစ်သည်ထို့ပြင်ယာဇဂီထာမပုတိအနိဋ္ဌသို့ဆင်းပြီးထိုမှတဆင့်ဒီပတိဣထသို့ပြောင်းသွားမည်ဖြစ်၍ပုတိသဘောသည်မတူသောအရာမှပြောင်းလဲခဲ့ပြီးမတူသောအရာသို့ပြောင်းလဲခြင်းဖြစ်၍အမြင်မှာဣထလုံနေတာကအနိဋ္ဌသဘောတက်ရောက်နေသည်ရာသီခွင်၏အနိဋ္ဌပုံတွင်ထက်ခိုးနှစ်ထပ်နှစ်ဆောင်ပြိုင်လှုပ်ထားလိုက်ခြင်းဖြင့်စီးပွားရေးကျန်းမာရေးအိမ်ထောင်ရေးတို့တွင်နှမျိုးနှစ်ခွဖြစ်เสียမရှိတော့ပေအကယ်၍ထို့သို့မဆောက်လျင်လည်းကံအဆက်တွင်တစ်ထက်သေးကိုပင်ရေတစ်ပိုင်းကုန်းတစ်ပိုင်းဆောက်ထားလျင်လည်းအနိဋ္ဌသဘောတက်ရောက်၍အကျိုးပေးပါသည်တနည်းအားဖြင့်ဆိုလျင်အိမ်ငါးဘဝဖြင့်နေထိုင်ရတတ်ပါသည်ငါအဓိပတိသူတစ်ပါးဆောက်လုပ်ထားသောသို့မဟုတ်ဝယ်ထားသောအိမ်သည်ရှေးအိမ်မျိုးခင်းနောက်ကျန်ခဲ့သောအိမ်မျိုးအိမ်အိုအိမ်ဟောင်းအကျိုးပေးသည်အိမ်သစ်ဆောက်၍မနေရပါချမ်းသာ၍စောင့်မည်ဆိုလျင်လည်းတင့်လွင်လှပသောပုံစံထက်ခေဟောင်းပုံစံအိမ်အဟောင်းတွင်သာဖြစ်ရမည်တင့်နေသောအိမ်ကိုဟောင်းစေရန်ရေနံကြီးတုပ်အသစ်ကိုဆေးတုပ်ပြတာမျိုးလုပ်ရမည်ငွေချမ်းသာ၍စောင့်မည်ဆိုလျင်အလှမစင်မဲအကျန်းထဲအတိုင်းသာလုပ်တင်သည်တတိများဖို့အိမ်ဟောင်းကြီးနှင့်အကျိုးမပေးနိုင်သဖြင့်လှပအောင်စောက်ဣထဖြစ်အောင်စောက်ပြီးလျင်ကိုမနေသေးပဲအိမ်အသစ်သူတစ်ပါးကိုငားထားပါသူတစ်ပါးတစ်နေ့လောက်နေပြီးမှမိမိနေပါစေတုပ်လျင်ပင်တစ်လွင်တောက်ပါသောအယောင်ထက်မိုင်းသောအယောင်ကိုတုံမှအကျိုးပေးပါသည်စာလုံးဘင်ကအိမ်အပြက်နှင့်နေမှအကျိုးပေးမည်အိမ်ကောင်းနေမည်ဆိုလျင်လူမြင်ကွင်းတနည်းရတွင်အပီးမသက်သည်ဟုယူဆရသောအရာတစ်ခုရှိနေရမည်ပ
ပေါ်လွင်နေရမည်ဥပမာပြတင်းပေါက်တွင်တန်စကားတက်ထားပြီးတကယ်ရွက်မတရသေးသောမျိုးသို့မှသာအင်္ဂါမဆုံသောအိမ်သဘောမျိုးဖြစ်မည်အင်္ဂါဆုံသောအိမ်သစ်ဆောက်လုပ်ပြီးနေထိုင်ကမီးလောင်ခံရတတ်သည်မီးမလောင်လျင်ကျန်းမာရေးလူမှုရေးစီးပွားရေးအိမ်ထောင်ရေးတို့ပျက်စီးစေလိမ့်မည်အိမ်အဟောင်းဖြစ်နေလျင်မူအပြည့်သဘောဆောင်နေသောကြောင့်လူကိုမခိုက်ရပါအိမ်ကိုတက်ရက်အောင်သာလုပ်ရမည်လှပအောင်လုပ်ရင်မရပါလှပအောင်လုပ်ရင်လူကိုခိုက်တတ်သည်ပင်ကတွင်တင့်တွေရှိသူသည်အိမ်ပိုင်မဟုတ်ကအိမ်အပြောင်းရွှေ့လော်များမည်အိမ်ကြီးအိမ်ကောင်းဖြစ်စေအိမ်ဆုပ်အိမ်ပြက်ဖြစ်စေနေရသည်မှာခဏတာများသာဖြစ်သည်စလိမ်မရဏအိမ်သည်အနိဋ္ဌအိမ်ဒီအိမ်မျိုးတော့မနေရဲပါဘူးဟူသောအိမ်ကိုမြင်လိုက်တာနဲ့ထိတ်လန့်တုန်လှုပ်ဖွယ်အိမ်အိုကြီးမျိုးအခန်းများစွာပါသောအိမ်ဟောင်းကြီးမျိုးနှင့်နေရမည်ခြံရှိခဲ့လျင်လည်းပန်းတစ်ပင်အလားမဆိုင်ပဲခြောက်ချားဖွယ်တစ်ပင်ကြီးများခြုံကြီးများနှင့်သာအိမ်များနှင့်အဆက်ဆက်မရှိမြို့ပြင်ရွာပြင်ထုတ်ထားသောတီးတန့်ထီထီကြီးအိမ်မျိုးနှင့်သာနေမှသာအကျိုးပေးမည်အကျယ်ကျယ်ဖြစ်လျင်ပို၍အကျိုးပေးပါမည်မိတ်ဆွေတို့အနေနဲ့ဗေဒင်ရတရားလောကီပညာဗဟုသုတတွေကိုကြိုက်နေတတ်တယ်ဆိုရင်ကျမတို့ channel လေးကို like and subscribe လုပ်သွားပေးဖို့လည်းတောင်းဆိုချင်ပါတယ်အဆုံးထိကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြပါမယ်ရှင်